ကံကြမ္မာ၏အပြန်လန်ရိုက်ခတ်မှုအဖေရဲ့အုပ်ကူဝဲမှာရေပြောင်းများစွာငိုကြွေးပြီးနောက်ဆွေဆွေငင်းရာအဖေရဲ့ဟောင်းနှန်းဆုပ်ပြတ်နေတဲ့အင်္ဂလိပ်စီကိုပြန်လာခဲ့ပါတယ်။တစ်ချိန်ကသူမကိုပညာတတ်ကြီးဖြစ်အောင်မြေတော်မြှောက်ပေးခဲ့တဲ့ဒီအင်္ဂလိပ်ဟာအခုတော့အမိုးတွေပေါက်နိုင်ရန်နေခွာကြပြီးအဖေရဲ့အငွေ့သက်တွေနဲ့သာပြည့်နှက်လို့နေခဲ့ပါတယ်။ညချိန်ရောက်ရင်လေတို့တန်တွေကအဖေရဲ့တပြင်းချတန်တွေလိုဆွေဆွေငင်းရဲ့နားထဲမှာပဲ့တင်ထက်နေတတ်ပါတယ်။သူမအဖေရဲ့အင်ကြီးစုပ်လေးတွေကိုဖက်ပြီးတညာလုံးငိုရှိုက်နေမိပါတယ်။သမီးမြို့မှာအနေဆင်းရဲရင်အဖေကိုပြောနော်ဆိုတဲ့အဖေရဲ့စကားသံတွေဟာသူမကိုအိမ်မက်ထဲထိလိုက်ပြီးခြောက်လှန့်နေခဲ့ပါတယ်။သူမမျိုးပြရဲ့ဂုံတရက်တွေကိုမမောခဲ့ပေမဲ့အခုတော့အဲ့ဒီဂုံတရက်တွေဟာသူမကိုထမင်းတစ်လုပ်တောင်မကျွေးနိုင်တော့ပါဘူး။ဘာလို့ရသားတွေရဲ့အကြီးနဲ့အထီးကျန်ချင်းရွာကလေးဟာအရင်လိုအေးချမ်းနေပေမဲ့ဆွေဆွေချင်းတွေ့တော့မွန်းကျက်စရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။လမ်းနဲ့ထွက်ရင်ရွာသူသားတွေရဲ့ကဲ့ရဲ့တဲ့အကြီးတွေကိုသူမရင်ဆိုင်ရပါတယ်။ဟိုမှာကြည်စမ်းဟေးအဖေကြီးကိုတော့ပြစ်ထားတဲ့သမီးမှပြန်လာပြီပဲပညာတွေတက်ပြီးအဖေကိုမသိချင်အောင်ဆောင်ခဲ့တာအခုတော့လဲဝတ်လက်တာပါပဲလေဆိုတဲ့စကားတန်တွေကသူမရဲ့နားထဲမှာမြားစိတ်တွေလူးထားတဲ့မြားတစ်စင်းလိုစိုးဝင်နေပါတယ်သူမကိုဘယ်သူမှစကားမပြောချင်ကြသလိုသူမကလည်းဘယ်သူမျက်နှာကိုမှမကြည့်ရတော့ပါဘူးတစ်ချိန်ကရွာရဲ့ဂုံဆောင်အပြိုစင်လေးဟာအခုတော့လူတော့မတိုးရတဲ့ကျင်းစာအသင့်တူဖြစ်နေခဲ့ပါတယ်သူမပတ်စံလည်းမရကိုရလည်းမရှိပဲတဖြည်းဖြည်းနဲ့အာဟာရချွတ်တက်မှုတွေစတင်လာပါတော့တယ်။စိတ်ဆင်းရဲမှုတွေနဲ့ကိုယ်ဆင်းရဲမှုတွေကဆွေဆွေငင်းရဲ့ရုပ်ရည်ကိုတဖြည်းဖြည်းဝါမြူသွားခဲ့ပါတယ်။သူမရဲ့လှပတဲ့မျက်နှာလေးဟာညှိုးနှွမ်းချောက်ကပ်လာပြီးခန္ဓာကိုယ်ဟာလည်းအယိုးပေါ်အရည်တင်၍တဖြည်းဖြည်းပိန်ချုံးလိုလာပါတယ်။အဆိုးဆုံးကတော့သူမရဲ့ဝမ်းပိုက်ထဲမှာခံစားနေရတဲ့ဝေဒနာပါပဲ။စေကံသွားဖို့ပတ်စံမရှိသလိုသူမကိုကြည့်ရှုစောင့်ရှောက်မဲ့သူလည်းတဦးတယောက်မှမရှိပါဘူး။သူမအဲ့ရထဲမှာလဲနေရင်ခေမုန်းဖြစ်သူကိုထွန်းဦးကိုတတိယနေမိပါတယ်။သူမကလေးတယောက်သာထွန်းကားခဲ့ရင်အခုလိုချိန်မှာသူမဘေးမှာရှိနေမလားလို့တွေးမိတိုင်းရင်ထုမနာဖြစ်ရပါတယ်။ဒါပေမဲ့ကံကြမ္မာကသူမကိုအထီးကျန်ခြင်းဆိုတဲ့ပြည်တံကိုအပြင်းထန်ဆုံးပေးခဲ့တာပါပဲ။သူမဟာရေတစ်ခွက်တောက်ဖို့တောင်အာယူပြီးထနေရတဲ့ဘဝကိုရောက်ရှိသွားခဲ့ပါပြီ။ဒီနေ့မှာတော့ဆွေဆွေချင်းဟာတွေးရန်ပြီးအိမ်ရှိမှလဲကျသွားခဲ့ပါတယ်။ရွာကလူတွေကသူမကိုအိမ်ထဲပြန်တယ်ပေးကြပါတယ်။သူမဟာသူမရဲ့ဒေသုံးငါနီအချိန်ထိဆိုတာကိုသိလိုက်ရပါတော့တယ်။သူမရဲ့မျက်လုံးထဲမှာအဖေရဲ့ပုံရိပ်ကပိုပြီးထင်ရှားလာပါတယ်။အဖေဟာသူမကိုပြုံးပြီးကြည့်နေတယ်လို့ပဲ။အဖေသမီးလာတော့မယ်နော်။သမီးကိုခွန့်လွတ်ပါ။ခွန့်လွတ်ပါလို့တို့ရင်ရွတ်နေမိပါတယ်။သူမဟာသူမရဲ့နောက်ဆုံးချိန်မှာရွာသူရွာသားတွေကိုတခုခုပြောပြချင်စိတ်တွေတဖွာဖွာဖြစ်နေပါတယ်။သူမဟာသူမရဲ့မှားယွင်းခဲ့တဲ့ဘဝသင်တန်းကိုလူငယ်တွေကိုသိစေချင်ပါတယ်။ဒါဟာသူမတေကာနီးမှာလှုပ်ဆောင်နိုင်တဲ့တခုတည်းသောကောင်းမှုလို့ခံစားနေရပါတယ်။ညနေခင်းရဲ့အလင်းအောင်ဟာအိမ်ုံလေးတွေကိုမှိန်ပြဝင်ရောက်လာချိန်မှာတော့ဆွေဆွေငင်းရဲ့အသက်ရှူတန်းတွေဟာလည်းပြင်းထန်လာပါတော့တယ်။ဒါကတော့အခန်းလေးရဲ့ကြေကွဲစရာအပိုင်းပဲဖြစ်ပါတယ်။ဆွေဆွေငင်းရဲ့ဝေကျွေးကဘလောက်ထိကြီးမားသလဲဆိုတာကိုဆက်လက်၍အပိုင်း9မှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်ရဲ့ Story Podcast Channel လေးကို Subscribe လုပ်ပေးထားကြဖို့မမေ့နဲ့နော်။ဘေးပရာတွေဝေးကွာကြပါစေခင်ဗျာ။